ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘနဲ့ဘယ်တော့မှမတွေးဘူးတစ်ဖက်သားကိုပျက်စီးစေလို့တဲ့ဒီလူပျက်စီးသွားရင်ကောင်းမှာပဲဒီလူဘာဖြစ်သွားရင်ကောင်းမှာပဲနဲ့မကောင်းတဲ့ဟာဖြစ်သွားအောင်ဒေါသနဲ့တွေးတဲ့အတွေ့မျိုးကိုယ်တဏ္ဍာမှာဖြစ်စေကံဤအကျိုးကိုညှင်းပယ်တဲ့နတ္ထိကဝါဒအဲ့ဒါနဲ့ဆက်နွယ်ပြီးကံကိုညှင်းပယ်တဲ့ဒီအကရိယဝါဒကံရောအကျိုးရောနှမျိုးစလုံးညှင်းပယ်တဲ့အကရိယဝါဒဆိုတာမျိုးတွေအဲ့ဒါတွေကိုလက်ခံကျင့်သုံးတဲ့မိစ္ဆာဒိဋ္ဌိကိုယ်တဏ္ဍာမှာမရှိစေဘူးမှန်ကန်တဲ့အမြင်တစ်ခုရှိပြီဆိုရင်စိတ်စင်ကြယ်တယ်လို့ပြောတာနောက်တစ်ခုကတော့အသက်မွေးမှုစင်ကြယ်ရမယ်လူလောကဘဝမှာလူဖြစ်လာပြီလူလောကမှာလူဖြစ်လာပြီဆိုရင်စာဝတ်နေရေးဆိုတာပြည့်စုံအောင်လုပ်ရတယ်ဒါမှန်တယ်မလုပ်လို့မရဘူးလုပ်ရမှာပဲဘုန်းကြီးတွေရဲ့စာဝတ်နေရဲ့ဘာတော့သွတ်သင်္ကန်းကြောင်းစေစာဝတ်နေလူတွေရဲ့စာဝတ်နေရဲ့ဘာတော့ဆိုစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမာရဲ့စေဝါဒါပဲလေဘုန်းကြီးဖြစ်ဖြစ်လူဖြစ်ဖြစ်ပစ္စည်းလေးပါပဲသို့တော့အခေါ်လေးကွဲတယ်ထိုပစ္စည်းလေးပါကိုဖြစ်ပေါ်လာစေဖို့အကြောင်းတရားကွဲကြတယ်လူမှလည်းစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေစရာရှိရမယ်မကြမ်းမာရင်ဆေးဝါးရှိရမယ်ဘုန်းကြီးတွေလည်းဒါပဲပစ္စည်းလေးပါအဲ့ဒါရဖို့ရအတွက်မတရားတဲ့နီလန်းနဲ့လှုပ်တဲ့လူမတရားတဲ့နီလန်းနဲ့အသုံးပြုပြီးတော့ရှာတဲ့ဘုန်းကြီးဒါမိစ္ဆာအာစီပါလို့ခေါ်တယ်ဓမ္မလမ်းကြောင်းအတိုင်းရှာဖွေတယ်ဓမ္မလမ်းကြောင်းအတိုင်းရအောင်ကြိုးစားတယ်ဆိုရင်တမ္မာအာစီပါအဲ့ဒါလို့အသက်မွေးမှုနဲ့ပတ်သက်ပြီးတော့လည်းစင်ကြယ်စေရမယ်ဒါစိတ်ဖြူစင်အောင်လုပ်ပြီဆိုလို့ရှိရင်ဒီအချက်တွေဟာအရေးကြီးတယ်လို့ဒီလိုပြောတာနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်မျက်စိနာနာလျှာကိုယ်စိတ်တို့ခေါ်တယ်ဣန္ဒြေ6ပါးကိုထိမ့်သိမ်းစောင့်ရှောက်ဖို့လိုတယ်ဣန္ဒြေထိမ့်တယ်ဆိုတာကြည်ကျင်တာမကြည့်ရဘူးနားထောင်ကျင်တာမထောင်အောင်ဒီလိုပြောတာမဟုတ်ဘူးဣန္ဒြေထိမ့်တယ်ဆိုတဲ့အဓိပ္ပာယ်ကမျက်စိကကြည့်စရာကြည့်ပြီးတော့လောဘဒေါသမဖြစ်စေနဲ့လောကလူတွေကမထိမ့်ဘူးဆိုရင်မျက်စိကနှစ်သက်စရာမြင်ရင်လောဘဖြစ်လိုက်တယ်မုန်းတီးစရာမြင်လို့ရှိရင်ဒေါသဖြစ်လိုက်တယ်အသိဉာဏ်ကင်းမဲ့လို့ရှိရင်မောဟဖြစ်တယ်ဆိုဟောလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်နားကကြားလိုက်ရင်လည်းလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်မောဟဖြစ်လိုက်နှာခေါင်းကအနံ့ရအရာထဲဆိုတာဆိုသည်ဘယ်ငါပိကြော်တာတော့ငရုတ်သီးကြော်တာစပြီးတော့နော်အနံ့ရလာလို့ရှိရင်လောဘဒေါသဖြစ်တတ်တယ်လေကိုကြိုက်တဲ့ဟာလေးဆိုမှုလိုက်တာပေါ့မကြိုက်တာကြတော့နံလိုက်တာဟောလျှာနဲ့အလည်းလောဘဖြစ်တတ်တယ်ဒေါသဖြစ်တတ်တယ်မောဟတွေဖြစ်တတ်တယ်ခန္ဓာကိုယ်အထိတွေ့တယ်လေလောဘတွေဖြစ်တယ်ဒေါသတွေဖြစ်တယ်မောဟတွေဖြစ်တယ်အဘိဇ္ဇာဒေါမနတလို့ဆိုတဲ့ဒီအကုသိုလ်တွေလာနေတယ်စိတ်ထဲကကြံတွေးရင်လည်းဒါမျိုးတွေလာတတ်တယ်ဩမျက်စိနာနာလျှာကိုယ်စိတ်လို့ခေါ်တယ်ဆရာလွှမ်းမိုးပြီးတော့ကြီးစိုးထားတဲ့ဣန္ဒြေ6ပါးကိုအဲ့ဒီဣန္ဒြေ6ပါးတကား6ပေါက်ကနေပြီးတော့အကုသိုလ်တွေမဖြစ်အောင်တတိဆိုတာနဲ့ဆုတ်ပိတ်ပြီးတော့အသိပညာနဲ့ဖယ်ရှားပြစ်နေတာဒါအိန္ဒြေကိုလုံအောင်လုပ်တယ်လို့ဒီလိုပြောတာနော်အဲ့တော့နီးစနစ်ကိုမသိဘူးဆိုရင်ဣန္ဒြေကြီးဆိုတာတချို့ကမျက်လွှာကြီးချပြီးတော့တောင်ကြီးမြောက်ကြီးမကြည့်ပဲနေတာကိုဣန္ဒြေရှိတယ်လို့ထင်နေမှာနော်သူတွေးချင်ရတွေးရင်မနှိမ့်တရေမလုံဘူးလေအကုသိုလ်တွေကဥမာမျက်စိကတော့မဝင်ဘူးမှိတ်ထားလို့မျက်စိမုံရင်လည်းဝင်ရင်မှဝင်မှာပါနော်နားကမကြားလို့နားကဝင်ရင်မှဝင်မှာပေါ့နှာခေါင်းကအနတ်မရတဲ့ယောဂဖြစ်လဲဝင်ရင်မှဝင်မှာပေါ့အဲ့တော့လျှာတို့ကိုယ်တို့လည်းထို့တူပဲပေါ့ဆိုလိုရင်းကအကယ်၍သာမျက်စိကြီးအောက်ချနေတာကိုဣန္ဒြေရတယ်လို့ယူဆမယ်ဆိုလို့ရှိရင်မျက်မမြင်နေဣန္ဒြေရနေတာပဲကြည့်မှကြည့်လို့မှမမြင်နိုင်သူတို့ဣန္ဒြေလုံတယ်လို့ပြောလို့ရမရဘူးတကား6ပေါက်သူကသူပိတ်ထားပဲရှိတယ်အကုသိုလ်ကတော့ဝင်လို့မရလို့သာမဝင်ဘူးဝင်တာပဲဝင်မှာဝင်လို့ရတဲ့နေရာဝင်နေမှာပဲဟုတ်ကဲ့လားဆိုလိုတာကဝင်လို့ရတဲ့နေရာတွေမဝင်အောင်လုပ်တာဒါကိုပြောတာအိန္ဒြိယဘာဝနာသုံးပါလေမြတ်စွာဘုရားဒါတိတိလင်းလင်းဟောထားတာရှိတယ်အဲ့ဒါလို့ဣန္ဒြိယေတုဂௌတ္တ द्वार ဣန္ဒြေတွေကနေဣန္ဒြေတွေမှာတကားလုံခြုံအောင်ထိန်းသိမ်းဆောင်ရှောက်မှုဆိုတာလိုအပ်တယ်